ပျော်ရွှင်မှုယူကာကိုပြောလို့နေပွဲလို့ဒီရာဆုံးမှာလူတွေက Christmas လက်ဆောင်လေးရင်နေ Christmas Day ပဲဘာမှမသိကြဘူး Christmas ဆိုတဲ့စကားလုံးလေးနဲ့ရင်မိခဲ့ချတယ်စားတော့ပျော်ရွှင်မှုယူကာကိုပြောလို့နေပွဲလို့ဒီရာဆုံးမှာလူတွေက Christmas လက်ဆောင်လေးရင်နေ Christmas Day ပဲဘာမှမသိကြဘူးတာမမွေးနေမဟုတ်ဘူး Christmas ဟာလူတွေအားလုံးပဲရဲ့မှလို့ပို့ပါရှားမြတ်တာတော့ယေရှုသခင်လူစားတီကိုခံယူခြင်းမြေပေါ်စင်ကြွားခဲ့တာဖြစ်တိုင်းတော့ပါ ဆိုတဲ့စကားလုံးလေးနဲ့ရင်မိခဲ့ချတယ်စားတော့ပျော်ရွှင်မှုယူကာခုံပြောလို့နေပွဲလို့ဒီရာဆုံးမှာလူတွေက Christmas လက်ဆောင်လေးရင်နေ Christmas Day ပဲဘာမှမသိကြဘူးတာမမွေးနေမဟုတ်ဘူး Christmas ဟာလူတွေအားလုံးပဲရဲ့မှလို့ပို့ပါရှားမြတ်တာတော့ယေရှုသခင်စာတီကိုခံယူခြင်းမြေပေါ်စင်ကြွားခဲ့တာဖြစ်တိုင်းတော့ပါတာမမွေးနေမဟုတ်ဘူး Christmas ဟာလူတွေအားလုံးပဲရဲ့မှလို့ပို့ပါရှားမြတ်တာတော့ယေရှုသခင်လူစားတီကိုခံယူခြင်းမြေပေါ်စင်ကြွားခဲ့တာဖြစ်တိုင်းတော့ပါရှားမြတ်တာတော့ယေရှုသခင်လူစားတီကိုခံယူစင်ကြွားခဲ့တာလူသားတိုင်းတော့ပါ